တခါကျွတ်လိုက်ရုံနဲ့တသက်သုံးကောင်လောက်တဲ့ငွေတွေများစွာဝင်လာစေတဲ့မှော်ဝင်လက်ဖွင့်ဒေဗီမန်နီယာကြီးဆိုတာပြပြမယ်ဒီကာလာကလေတလကိုတစ်ချိန်မဲကြိုးကတယ်တလတစ်ချိန်ထက်တောင်မှပို့ပြီးတော့မရွတ်ရတဲ့ငွေအရွှင်ဆုံးလက်အပွင့်ဆုံးငွေဝင်အကျန်းဆုံးမန်နီယာကြီးငွေဝင်အကျန်းဆုံးလှုပ်ဝက်ရှီဟောင်းအဖိုးနှကထိုက်တန်တဲ့နတ်တွေဖွက်ထားတဲ့ဒေဗီမဲတော်တွေဖွက်ထားလောက်သည့်အထိအင်တန်အစွမ်းကိုပြင်းပြသောငွေဝင်အကျန်းဆုံးမှော်ဝင်လက်ဖွင့်မန်နိုင်ဖြစ်ပါတယ်လာတလရဲ့အစတော်၎င်းအဲ့ဒီကတည်းကမိမိရဲ့မွေးနေ့မှာတော့၎င်းတစ်ချိန်တစ်ခါပူဇော်ရုံမျှဖြင့်အဲ့ဒီတလလုံးငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ပူစရာမလိုတော့သည့်အထိသုံးမကုံလောက်သောဖြုံးမကုံလောက်သောသုံးဆွဲရမကုံနိုင်လောက်ပင်ငွေကြီးလက်လာပါပေါင်းများစွာရောက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျအင်မတန်မှအရေးကြီးတယ်အင်မတန်အရေးကြီးတဲ့ငွေဝင်ကျန်းတဲ့မန်နန်တွေထဲမှာမှမှော်ဝင်လက်ပွင့်ဒေဝီမန်နန်တော်ကြီးဆိုတာဒီအရန်ပတ်စံဝင်လွန်းလို့ဒီကာလာမန်နန်ကိုရွတ်ဖက်လိုက်သူသည်တစ်ချိန်တစ်ခါရွတ်ဖက်လိုက်တာနဲ့တသက်သုံးမကုံသည့်အထိမိသားစုဆွေမျိုးအပေါင်းဝိုင်းဝန်းပြီးတော့သုံးဆွဲလို့စားလို့တောက်လို့မကုံသည့်အထိငွေတွေရွှေတွေရေသနာတွေစီးစိမ်ဥစ္စာတွေချမ်းသာဒုက္ခတွေတဖွဲဖွဲတသက်တဲ့မလိုချင်တော့အောင်ကမှမျက်စိတမိတ်တွင်ဘလို့ရောက်လာမှမသိအများကြီးစုပြုံပြီးတော့အဖက်ဖက်ကနေဝင်လာစေတဲ့အတွက်နှကောင်းနှက်မြက်တွေနတ်တွေဝါတွေနဲ့ဒေဗီမေတော်တွေအစရှိတဲ့ပုဂ္ဂိုလ်ကြီးတွေအထက်နတ်မင်းကြီးတွေကပေပရပိုက်အသီးသီးနဲ့ဆရာအစဉ်ဆက်ကိုလက်ဆင့်ကမ်းထိမ့်သိမ့်ခဲ့ကြပြီးတော့အစဉ်ဆက်ပေါ့နော်ဒီမန္တန်တော်ကြီးကိုနတ်မင်းနေရာအစနတ်တွေဝါတွေအောက်နတ်တွေအစုံရုပ်ကစိုးပုံမစိုးအာဂတစိုးနတ်တွေဝါတွေအစုံအားလုံးဟာစောင့်ရှောက်ကြပြီးတော့အင်တန်မှဒီကာလာမန္တန်ကိုရွတ်ဖက်သူတွေကိုလည်းချစ်ခင်စေတယ်လို့အဆိုရှိပါတယ်ဂါရာလေးကအနုရခံအိဋ္ဌိလာဗံမမအိဆတယံဒေဟိမာတာဒေဝီဟိရန္ဒဒေဝီဣရန္ဒဒေဝီမဏိမေကလာဒေဝီသရတတိဒေဝီဇာရုဒေဝီလာဗံတုခံဘဝိတ္တတိဂါရာရဲ့အဓိပ္ပာယ်ကခုနပြောတဲ့ဒေဝီမေတော်တွေပေါ့နော်ကျွန်ုပ်ကိုစောင့်ရှောက်ပြီးတော့လလာပါတွေပေးသနာပါအမြဲမပြတ်လူတရနေအောင်လူတိုင်းရနေအောင်စောင့်ရှောက်ပါဆိုမေတ္တာပို့ပြီးတော့ကိုယ်အနီးနားကိုဖိတ်ခေါ်လိုက်တဲ့သဘောလလာပါတွေကိုတောင်းဆိုတဲ့သဘောဖြစ်ပါတယ်ခင်ဗျဘာလို့ရမလဲဆိုတော့တလကိုတစ်ချိန်ပဲယူရမယ်ရွတ်တဲ့ခါမှာမိမိရဲ့မွေးနေ့တော်၎င်းလာတလရဲ့အစပေါ့နော်ပထမဦးဆုံးရက်တော်၎င်းဖះเจ้าဆောင်ရှေ့မှာလည်းရတယ်အိမ်ဧကန်းမှာလည်းရတယ်တန်ရှင်းတက်ရသောနေရာတနေရာမှာစပွဲကုံတစ်ခုခင်းမှာစပွဲကုံပေါ်မှာနှင်းစီပွင့်နော်နှင်းစီပွင့်တွေကိုပွင့်မတ်တွေချွေးပြီးတော့ခင်းချလိုက်ပါခင်ဗျခင်းချပြီးသွားလို့ရှိရင်စပွဲကုံရဲ့အလဲကောင်တက်တဲ့မှာအမွှေးတိုင်ကိုကလေးချအမွှေးတိုင်6တိုင်မင်းညီပူဇော်ပြီးတော့ဒေဝီ9ပါးပင့်ဖိတ်ပါသည်ဒီတလလုံးကျွန်တော်ဒီတလလုံးကျွန်မသုံးဆွဲမကုန်တောင်လိုပုံပြီးတော့ဟာလားငွေတွေရွှေတွေရေသနာတွေနဲ့ချမ်းသာဒုက္ခတွေရရှိပါစေဆိုပြီးတော့ခုနကမန်နံ28ခေါက်ထိရွတ်လာအတခါလောက်လိုက်လို့ရှိရင်ရပါပြီခင်ဗျတစ်ခေါက်လောက်လိုက်ရုံမျှနဲ့မွေးနေ့မှာတော့ကောင်လအစမှာတော့ကောင်တစ်ခါရွတ်ဖက်ပူဇော်ပြီးတော့ဆောင်ရွက်လိုက်ရုံမျှနဲ့ထိုးတလလုံးငွေချင်းနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုဘဲနဲ့သုံးလို့မကုန်ဖြုံးလို့မကုန်တလာပများစွာစီစဉ်ဥစ္စာယေဒနာရွှေငွေများစွာရရှိမှာဖြစ်ပါတယ်အဲ့တော့အမြဲမပြတ်ဆောင်ရွက်သွားခြင်းဖြင့်တသက်တာသုံးမကုန်သည့်အထိချမ်းသာဒုက္ခတွေရရှိစေနိုင်တဲ့ငွေဝင်အကျဉ်းဆုံးလက်အရွှင်ဆုံးမှော်ဝင်လက်ဖွင့်ဒေဝီမန္တန်တော်ကြီးဖြစ်ပါတယ်ခင်ဗျ